မင်္ဂလာပါရှင်ကျွန်မ Lucky Eyes Beauty Training Center အလှပြင်တင်တဲ့အကြောင်းရဲ့အကြောင်းဆရာမခန့်နေစားတော့ဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုကလစ်လေးက hair stylist တွေဘယ်လိုမျိုးကျွမ်းကျင်အောင်သပင်တွေကိုလေ့ကျင့်မယ် stylist ဖြစ်ချင်တဲ့အခါမှာဒီပေါ့နော်ဒီသပင်ပညာကိုဘယ်လိုမျိုးကျွမ်းကျင်ညှက်တက်ချင်တယ်ဆိုလို့ရှိရင်ကျွန်မဒီဗီဒီယိုကလေးကပညာကိုမျှဝေမှာဖြစ်ပါတယ်ကျွန်မခန့်နေစားတော့မှာရှင်ဒီမှာကျွန်မတို့ပထမဆုံးဒီ stylist တယောက်ကတော့သပင်ညက်တာကျွမ်းကျင်တယ်ဆိုလို့ရှိရင် stylist position ကိုလေ့ကျင့်ရပါတယ်ကျွန်မရဲ့ဒီ TikTok account မှာပင်ထောက်ထားပါတယ်အဲ့ဒါကျွန်မ stylist position သင်ပါတယ်ဒီဗီဒီယိုကလစ်ကတော့ကျွန်မပေါ့နော်ကက်ကြီးရဲ့အကြောင်းเนาะကျမတို့ကက်ကြီးမှာဒီ hair stylist တယောက်ကကက်ကြီးသိမ်းတာနဲ့เนาะကက်ကြီးသိမ်းတာနဲ့ကက်ကြီးကိုကျမတို့ဒီလိုမျိုးထားမယ်ဒီလိုမျိုးသိမ်းမယ်เนาะအရင်ဆုံးကျမ beginner တွေကျမကက်ကြီးလိုက်တာတွေပြောပြပြီးကက်ကြီးမှာအချိုင်လေးတွေရှိတယ်1 2 3 4ပြီးရင်ကျမတို့ရဲ့ခန္ဓာကိုယ် position ကိုကျမတို့ back shot လေး stand ထုတ်ပြီးရင်လက်ကလေးကို stand ထုတ်ထားပြီးဒီလိုမျိုးပြန်ထားလက်မလေးထုတ်လက်သန်းလေးထုတ်လက်ညှိုးလေးကို touch လုပ်မယ်နော်အညိုးလေး touch လုပ်မယ်ပြီးကျမတို့ဒုံလို့ရိုက်ချလိုက်ပြီးရင်ကျမတို့ဒုံလို့ဆုပ်ခဲ့ရမယ်ဒါကတော့ကက်ကြီးသိမ်းပြီးအခြေခံဖြစ်ပါတယ်ဒီလိုမျိုးကက်ကြီးသိမ်းပြီးသွားလို့ရှိရင်ကျမတို့ဒီကက်ကြီးတွေကိုဘာအရေးကြီးဆုံးဆိုရင်ဒီကက်ကြီးမှာကျမတို့ကဒီလက်မလေးသွားတဲ့နေရာပေါ့နော်လက်မလေးသွားတဲ့နေရာကိုကျမတို့တတိထားပြီးကြည့်ပေးပါနော်ဒီကျမတို့ဒီလက်လေးချောင်းလေးကဖြောင့်တန်းပြီးတော့နော်ဖြောင့်တန်းပြီးတော့ငြိမ်သက်ထားနော်ကက်ကြီးမှာကျမတို့ဒီလက်လေးချောင်းဖိထားတဲ့အပိုင်းနော်အဓိကတော့လက်တန်းလေးဖိတာလက်တန်းလေးဖိရတဲ့အပိုင်းလက်လေးချောင်းဖိရတဲ့အပိုင်းကိုကျမတို့က stay break ဖြစ်ပါတယ်ဒီလက်မလေးလှုပ်တဲ့အပိုင်းက action break ဖြစ်ပါတယ်ပြီးတော့ရင်ကျမတို့ကက်ကြီးကိုသိမ်းနိုင်တယ်ဟုတ်ပြီတကယ်လို့ professional stylist တယောက်ကကက်ကြီးကိုအရန်နိုင်နေတယ်ဆိုလို့ရှိရင်ကျမတို့ကက်ကြီးကိုကတ်ကိုအရင်ဆုံးလေ့ကျင့်ရမယ်အဲ့ဒါကိုလေ့ကျင့်တဲ့အခါမှာတော်တော်များများကဘာနဲ့လေ့ကျင့်ရမလဲဆရာမဆိုတော့အဓိကကတော့ကက်ကြီးရဲ့ action break နဲ့ stay break ကျွမ်းကျင်နဲ့အမှန်ကန်ဆုံးလေ့ကျင့်မယ်ဆိုလို့ရှိရင်ကျမတို့ပေါ့နော်အယုတ်ကောင်းနဲ့လေ့ကျင့်မှာနောက်တစ်ခုကကြတော့လူရဲ့စပင်မှာကိုယ်မှတည့်ရလူရှိလို့ရှိရင်တော့လူရဲ့စပင်မှာတော့လေ့ကျင့်တာတော့နည်းနည်းတော့အားနေတယ်အဓိကကျမတို့ကကက်ကြီးမှာသူကစောလေးတွေရှိတယ်စောလေးတွေဒီကျမတို့ပေါ့နော်စောဆိုတာကြသူကစစ်ပုံစံလေးဖြစ်တဲ့အတွက်ကြောင့်မလို့စက်ကူတွေနဲ့အရှင်ဘက်တဲ့ဆေးဘက်ကိုလေ့ကျင့်တဲ့အခါမှာကျမတို့ပေါ့နော်တချို့တွေကစက်ကူလေးနဲ့လေ့ကျင့်တာရှိတယ် back ဒါပေမဲ့အကောင်းဆုံးလေ့ကျင့်ကြီးရတော့ကျမတို့ဒီမှာပေါ့နော် stylist တွေတီးတန့်ပေါ့နော်ထုတ်လုပ်ထားတယ်အယုတ်ကောင်းလေးနဲ့လေ့ကျင့်မှာဘာလို့လဲဆိုတော့သူတို့ဒီကျမတို့လူရဲ့စပင်နဲ့80%ရာခိုင်နှုန်းပူတာဖြစ်တဲ့အတွက်ကြောင့်မလို့ action break နဲ့ stay break ကိုအယုတ်ကောင်းနဲ့လေ့ကျင့်မှာလို့ကျမဒီဗီဒီယိုလေးအကြံပြုပါတယ်လေ့ကျင့်ပုံလေ့ကျင့်နေလေးကိုဆက်ကြည့်ပါရှင်ဥပမာနော်ကျမတို့ကဒီစပင်လေးကိုကျမတို့ကပေါ့နော်အရင်ဆုံးကျမတို့ဒီမှာဆိုလို့ရှိရင်ကျမ direction ကိုပြမှာမဟုတ်ပါဘူးကျမတို့ဒီကက်ကြီးရဲ့ action break နဲ့ stay break ကိုအတတိထားပြီးကြည့်ပေးပါဘာလို့လဲဆိုတော့ရှေ့ဆက်ကျမဗီဒီယိုတွေမှာ stylist တယောက်အရေးကြီးတဲ့ပေါ့နော်အချက်လက်တွေကိုတစ်ခုချင်းနေတင်ပြပေးသွားမှာဖြစ်ပါတယ်အခုဒီမှာတော့ကျမတို့အရင်ဆုံးကက်ကြီးရဲ့ action break နဲ့ stay break ကိုကျမတို့ professional ဖြစ်အောင်ဘယ်လိုလေ့ကျင့်မလဲ beginner လေးတွေဒီဗီဒီယိုကိုကြည့်ပြီးလေ့လာလို့ရပါတယ်အရင်ဆုံးကျမတို့စပင်လေးကိုကင်လိုက်ပါနော်စပင်ကလေးကိုကင်လိုက်ပါကင်ပြီးသွားလို့ရှိရင်ကျမတို့ဒီလက်ကလေးနဲ့အသားလေးထည့်မယ်ထည့်ပြီးသွားလို့ရှိရင်ကျမတို့ဒီကက်ကြီးကိုတေးသေးချာချာပေါ့နော်ဒီကက်ကြီးလေးကိုကျမတို့နည်းနည်းလေးဖြဲပြီးဒီလိုတွန်းပြီးကျမတို့ဒီလိုမျိုးဖြဲတဲ့တွန်းတဲ့အချိန်လေးပါပေါ့နော်ကျမတို့ဒီကက်ကြီးကိုတက်နိုင်သမျှပေါ့နော်ငိမ့်ကလေးနဲ့လေ့ကျင့်ပါအဓိကကတော့လက်တန်းလေးကိုဖိထားပါရှင်နော်ပြီးရင်ကျမတို့ကက်ကြီးလေးကိုသိမ်းမယ်ဒါဒီအချက်ပေါင်းများစွာလေ့ကျင့်နေရမယ့်အချက်ဖြစ်ပါတယ်ကဲကျမတို့တစ်ချက်ပြန်ပြီးတော့ကြည့်ပေးပါဒါကတော့ beginner လေးတွေအတွက်စပင်လေးကိုကျမတို့ဖိလိုက်မယ်ဒါ direction လေးလေ့ကျင့်တာမဟုတ်ဘူးနော်ကက်ကြီးကိုပဲလေ့ကျင့်တာဖြစ်ပါတယ်စပင်လေးကိုကျမတို့ဒီလိုမျိုးလေးယူလိုက်မယ်ယူပြီးသွားလို့ရှိရင်ဒီလိုမျိုးလေးကိုကျမတို့ပေါ့နော်ဒီကက်ကြီးလေးကိုကျမတို့နော်ကက်ကြီးရဲ့နော် action break နဲ့ stay break ကိုလေ့ကျင့်မှာအဲ့ဒီလို action break နဲ့ stay break ကိုလေ့ကျင့်ခြင်းအပြင်စပင်လေးညှက်တဲ့အခါမှာစပင်လေး solid ဖြစ်တာတွေနော်အတုံးတွေဖြစ်တာတွေနောက်ကစပင်မညီတာတွေကိုဒီလိုမျိုးစတာနဲ့ action break နဲ့ stay break ကိုလေ့ကျင့်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်